အားလုံးမင်္ဂလာပါတော့အတန်ကြားရတယ်နော်အတန်ကြားလားโอเคကျေးဇူးတင်ခဏလေးဆုတောင်းချရအောင်ဖဘုရားသခင်ကိုရောပြင်ဆင်ပေးတဲ့အချိန်တိုင်းအတွက်ကျေးဇူးတင်တယ်နှုတ်ကပတ်တော်ကိုလည်းဒါကြမျိုးတို့ဖဘုရားနာယူဖို့ဆင်ခြင်ဖို့နှလုံးသွင်းဖို့ကိုရောပြင်ဆင်ပေးလို့ကြောင့်ကျေးဇူးတင်တယ်ဒါအပေါ်နိုင်တဲ့ကနှုတ်ရှာပကြပေါ့ဟုတ်ဆိုပါဒါကြမျိုးတို့အသုံးပြုသောပစ္စည်းကိရိယာဆက်သွယ်မှုစနစ်အားလုံးတို့ပေါ်မှာလည်းကောင်းကြီးပေးပါချိန်တိုင်းကိုခင်ရှုနာမအားဖြင့်စက္ကအနန္ဆုတောင်းစပြုပါ၏အာမင်ဆိုတော့ဒီနေ့မနေ့ကျွန်တော်တို့ယုံကြည်သူတွေဒီလိုအခက်ခဲကြားရှုပ်ထွေးမှုကြားအန္တရာယ်ကြားဒုက္ခဆင်းရဲကြားနော်ဟိုဘယ်လိုခေါ်မလဲပြောလို့မကုန်နိုင်လောက်တဲ့နော်တခါမှမထင်ဘူးတဲ့ဒီလိုနော်ပြဿနာတွေဘာခေတ်ရောက်မှန်းမသိတဲ့အချိန်ကာလရဲ့ဂျားရီထဲမှာအသက်ရှင်တဲ့အခါမှာကျွန်တော်ဘယ်လိုအသက်ရှင်မလဲအဲ့လေးတစ်ခုနော်ပြန်လည်ပြီးတော့ကျွန်တော်ဆင်ခြင်အောင်မေ့ဖို့ရှိဒီနေ့ကျွန်တော်ရွေးချယ်ဝင်ငါသွားမယ်ခေါင်းစဉ်ကတော့เนาะကျွန်တော်ယုံကြည်သူနေ့အင်္ဂလိပ်တရားဆိုတဲ့အကြောင်းပေါ့နော်ဆိုတော့တမန်တော်ဝတ္ထုခန်းကြီး၈ကိုကြည့်တဲ့အခါမှာဂျေရုရှလင်မြို့မှာရှိတဲ့ဒီဘုရားရဲ့တမန်တော်တွေကငြိမ်ငြိမ်နေလို့မရဘူးစူးစူးစီးစီးနဲ့ချီးမွမ်းကိုးကွယ်သာသနာပြုဟလာလုပ်လို့မရတဲ့အချိန်ရောက်လာတာကိုတော့တွေ့ရတယ်။ဘာအဖြစ်လဲဆိုလို့ရှိရင်တော့ညင်စေတပ်ဖြတ်ဖန်စီနော်စတဲ့အခြေအနေတွေကအတော်ဆိုးလာတာဆိုတော့ဘယ်လောက်ထိဖြစ်သွားလဲဆိုအကုန်လုံးပြေးရနော်တောင်ပြေးမြောက်ပြေးဒီခေတ်စကားဆိုလို့ရှိရင်တောင်ပြေးမြောက်ပြေးအကုန်ပြေးရဆိုတော့ဒီနေ့ကျွန်တော်တို့လည်းနော်အခုနဆရာဆူတောင်းတာကျွန်တော်ကြားပြီးနားထောင်တဲ့အခါဒါကျွန်တော်တို့တနိုင်ငံလုံးမပြောကြုံရှတစ်ခု၄000မှာတောင်ပြေးမြောက်ပြေးနော်နိုင်ငံတကာအကုန်ရောက်တဲ့အတန်တွေကျွန်တော်ကြားရတာပေါ့နော်ဆိုတော့ဒါအခုမှမဟုတ်ဘူးဆိုတာကိုပြောပြချင်ဆိုတော့တမန်တော်ဝတ္ထုခန်းကြီး၈မှာလေယုံကြည်သူတမန်တော်တွေလေခြေနေသူတို့ကိုအဲ့လိုမျိုးပေးခဲ့တယ်ဆိုတာရှိပြေးရပြီးနော်ပြေးရမှနော်ကျွန်တော်တို့ဟလာကျွန်တော်တင်သားနဲ့ဖနှောက်နဲ့မိတ်ဆွေတော်ဖြစ်တဲ့အထိပြေးရတဲ့အနေထားပေါ့အဲ့ချိန်တော့ပြေးတာနော်ကားမရှိယထာမရှိနော်အခုဆိုရင်ပြေးရတာဟလာဘာဖြစ်ပေါ့ကျွန်တော်တမန်တော်ဝတ္ထုခန်းကြီး၈ထဲကယုံကြည်သူတမန်တော်တွေပြေးရနဲ့ဆိုင်ကျွန်တော်ပြေးရနည်းနည်းအချိန်နေအများကြီးသူတို့ထက်တာတော့နော်လင်းနဲ့ပြေးတာတော့ကားနဲ့ပြေးတာတော့သူတို့ချိန်သူတို့အခါတော့ကအဲ့လိုမျိုးပြေးဖို့ဘာမှအထောက်အကူပံ့ပိုးပေးတဲ့အရာတွေမရှိဘူးပြေးဒီနေ့ကျွန်တော်လည်းပြေးတာနော်ဒါကြောင့်ကျွန်တော်တို့မြန်မာပြည်သားတွေပေါ်လံပြေးဝင်ဘယ်သူမှမနိုင်ဘာကြောင့်လဲဆိုပြေးတာကမ္ဘာအရှိချမ်းအနောက်ချမ်းတောင်ချမ်းမြောက်ချမ်းအကုန်ပြေးတာဘယ်အိုလံပီယာ26မိုင်လေးပဲပြေးတာကျွန်တော်မိုင်ထောင်နဲ့ချီပြေးကြတယ်ဗမာပြည်သားတွေဆိုတော့ပြောချင်တာပြေးရတယ်ဘာကြောင့်ပြေးရလဲဆိုရင် persecution ညှဉ်းပန်းနှိပ်စက်တပ်ဖြတ်မှုတွေကတအားများလာတော့နေလို့မရဘူးနော်ဒါပေမဲ့အဲ့ဒီပြေးတဲ့လူတွေကရောက်တဲ့နေရာမှာဘာလုပ်လဲဆိုတာကိုပြန်စဉ်းစားတဲ့အခါဟာကျွန်တော်တအားခွန်အားရပြီးခဲ့တဲ့လလုံးကျွန်တော်အသင်းတော်ရဲ့ mission month လို့သတ်မှတ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီတမန်တော်ဝတ္ထုကိုကျွန်တော်ကအခြေခံပြီးတော့ဝင်ငှပြီးတော့ကျွန်တော်တို့ကျမ်းစာသင်တာလည်းလုပ်တယ်ဆိုအဲ့ထဲကဒီနေ့ကျွန်တော်ပြန်ပြီးတော့ဝင်ငှချင်တာကအဲ့နော်ယုံကြည်သူနဲ့အင်္ဂလိပ်တရားအခုနကျွန်တော်ပြောသလိုဒီနော်ရှစ်ခေတ်ဒီယုံကြည်သူတမန်တော်တွေပြီးတယ်ဒါကြောင့်အသင်းတော်တွေကျွန်တော်တို့
ဘယ်လိုခေါ်မလဲအသင်းတော်9ပါးရဲ့founder တွေကိုပြန်ကြည့်ရင်တမန်တော်တွေတွားတီဆောက်တာထက်နော်အဲ့ယုံကြည်သူကပြန်လွင်ပြီးရောက်တဲ့နေရာမှာသူတို့ရဲ့ဆောင်ရွက်ခြင်းအပြင်အသင်းတော်တွေစဖြစ်လာခဲ့တယ်ဆိုတော့တွေ့ရတယ်ပြီးမှတမန်တော်တွေရောက်လာပြီးတော့ blessing ဒီခေတ်ဆိုလို့ရှိရင်ကောင်းရှိလာပေးတာနော်လာပြီးတော့ပြုစုပြောထောင်ပြီးတော့ကြီးပွားအောင်လုပ်ပေးတာတကယ်တမ်းတီဆောက်သွားတဲ့လူတွေကနော်အခုနပြန့်လွင်သွားတဲ့အခက်အခဲကြားမှာဖန်ဆီးနှိပ်စက်တပ်ဖြတ်မှုကြားမှာပြေးရတဲ့ခရိယန်တွေပဲနော်ရောက်တဲ့နေရာဒီလိုအစီခံခြင်းအပြင်အသင်းတော်တမန်ကြောင်းနော်ကျွန်တော်ဒီဟုတ်လားကျွန်တော်တို့ဒီဘယ်လိုခေါ်မလဲအသင်းတော်9ပါးကျွန်တော်ပြားလိုက်ကျမ်းထဲမှာဖြစ်ပေါ်လာတဲ့အရာတွေကိုကြည့်သူတို့ရဲ့နောက်ွယ်မှာတကယ်တိဆောက်တဲ့လူတွေကအဲ့လိုမျိုးပြန့်လွင့်သွားတဲ့နော်ယုံကြည်သူခရိယန်တွေအဖြစ်ပဲစတင်ခဲ့တယ်ဆိုတော့တွေ့ဒါကျွန်တော်တို့ဒီခေတ်ကျွန်တော်ရင်ဆိုင်ကြုံတွေ့နေရတဲ့နော်အခြေအနေတစ်ခုလေးကိုမိမောင်းထိုးပြချင်တာဆိုတော့ဒီနေ့ကျွန်တော်တို့ဒီယောမဩဝါစာအခန်းကြီးနော်ဟိုစာပေါ့ဘယ်လိုခေါ်မလဲကျွန်တော်တို့ယောမဩဝါစာအခန်းကြီး1အငယ်16ရှင်ပေါလုပြောတဲ့စကားတစ်ခုတဲ့ကောင်းနေနော်ငါသည်ခရစ်တော်၏ဧဝံဂေလိတရားကြောင့်ရှက်ကြောက်ခြင်းမရှိအကြောင်းမူကားထိုတရားသည်ရှေးဥစွာ၌ယူဒလူနောင်၌ဟေလသလူယုံကြည်သမျှသောသူအပေါင်းတို့ကိုကယ်တင်စေသောဖျားသခင်၏တကူတော်ဖြစ်၏ဖျားသခင်တကူဆိုတော့ဗာလေကယ်တင်ခြင်းပဲနော်ကျွန်တော်အခုမြင်တွေ့ရတဲ့ကျမ်းမာဒါတို့တခါတဲ့အနာရောဂါငြိမ်းတာတို့နော်ဒါတွေကနမိတ်လက္ခဏာနော်နမိတ်လက္ခဏာဆိုတော့ဒါတွေကိုကျွန်တော်သွားပြီးတော့ယုံလို့မရအောင်စာတိုင်းလည်းလုံနိုင်တာတွေအများကြီးရှိစာတိုင်းဒီထက်မကောက်လုံနိုင်နော်အဲ့ဒါတွေပြောရင်အများကြီးရှိတယ်ဆိုတော့အချိန်တောင်းလောက်မှာမဟုတ်ဘူးတကယ်တမ်းဒီနေ့ကျွန်တော်ခရိယန်တွေရဲ့နော်ဖျားတကူတကယ်တမ်းအတိတ်ပဲအနှစ်ကိုကျမ်းစာကဘယ်လိုဖော်ပြထားလဲဆိုတာကျွန်တော်သိချင်ရင်ဒီယောမအခန်းကြီး1ငယ်16ဘုရားခင်တကူစစ်မှန်တဲ့ဘုရားရဲ့တကူကကယ်တင်ခြင်းစာရန်ကအဲ့ကယ်တင်ခြင်းဆိုတဲ့တကူသူ့စီမှာမရှိဘူးလုံးလည်းမလုံးနိုင်ဘူးနော်အဲ့ဒါလေးတခုဒီမှာသွားတွေ့ဒါကြောင့်ရှင်ပေါလုကတဲ့ငါဒီအဲ့ဘုရားသခင်ဧဝံဂေလိတရားဘုရားရဲ့တကူဖြစ်တဲ့ကယ်တင်ခြင်းနဲ့ပတ်သက်လာရင်ငါဟောဖို့ပြောဖို့သူဘာပြောလဲရှက်ကြောက်ခြင်းမရှိဘူးတဲ့နော်ငါရှက်ကြောက်ခြင်းမရှိဘူးဆိုတော့ကျွန်တော်တို့ဗမာစကားတစ်ခုရှိတယ်နော်မရှက်3ပါးဆိုတာရှိနော်သူကကြိုက်မရှက်ငတ်မရှက်ငိုက်မရှက်ဆိုတာရှိနော်ဒါပေမဲ့ရှင်ပေါလုကအခုအဲ့ထက်ပိုတယ်ဘာလဲဧဝံဂေလိတရားနဲ့ပတ်သက်လာရင်တဲ့သူမရှက်ဘူးနော်အရှက်တရားကင်းတယ်နော်အကြောက်တရားကင်းတယ်ကျန်တဲ့အပိုင်းတော့သူရှက်နော်သူကြောက်ဟုတ်လားဒါပေမဲ့ဧဝံဂေလိတရားနဲ့ပတ်သက်လာရင်သူဒီမှာအာမခံထားတဲ့အချက်လေးတစ်ခုကျော်သိတဲ့ဘောကြရှက်ကြောက်ခြင်းမရှိဘူးအရှက်တရားနဲ့ကင်းတဲ့တစ်ချက်လေးရှင်ပေါလုစီမှာသွားတွေ့ရကျွန်တော်လူတွေကြတော့များသောအားဖြင့်ငတ်လိုက်မရှက်ဘူးဟုတ်လားကြိုက်လိုက်မရှက်ဘူးနောက်ငိုက်လိုက်မရှက်ဘူးဆိုတဲ့မရှက်3ပါးရှိတော်ညာလဲရှင်ပေါလုကအချက်ပို့လာနော်ဒီနေ့ကျွန်တော်ခရိယန်တွေကလည်း၄ချက်ရှိလာနော်နောက်ဆုံးတစ်ချက်နံပါတ်4ကပါလဲဆိုဧဝံဂေလိနဲ့ဧဝံဂေလိတရားနဲ့ပတ်သက်လာရှင်ပေါလုလို့ရှက်ကြောက်ခြင်းကင်းတဲ့အသက်တာဖြစ်ဖို့လို့ဆိုတော့ဒီနေ့ကျွန်တော်အဲ့လေးတစ်ခုကိုသွားတွေ့ရပါနော်ကဲနောက်ကျမ်းချက်တစ်ခုကိုကြည့်တဲ့အခါမှာဒီနော်ကျွန်တော်တစ်ကောခန်းကြီး15ငွေ1ကနေ4ပေါ့နော်တစ်ကောခန်းကြီး15ငွေ1ကနေ4မှာဘာပြောထားလဲဆိုလို့ရှိရင်ညီကိုတို့ငါသည်တင်တို့အားဟောပြောဖူးသည့်နေ့အညီတင်တို့သည်
ခံယူ၍မိဝဲစိကတ်သောဧဝံဂေလိတရားကိုသင်တို့အားတဖန်ငါကြားလိုက်ဤဆိုတဲ့ချက်နော်ဆိုတော့အားပေးတယ်ဘာအားပေးရလဲဆိုနော်ကောရိန္သုအသင်းတော်သူအားပေးအဲ့မှာရှိရယုံကြည်သူဘာအားပေးလဲဆိုလို့ရှိရင်သူကဒီဧဝံဂေလိတရားကိုပဲနော်ရောက်တဲ့နေရာမှာအားပေးတယ်ဟောတယ်ဆိုတော့ဒါကိုအခုတဖန်ကဟောတယ်ဆိုပြီးတော့ဗာဖြစ်လေဒီမှာဖော်ပြထားတဲ့အချက်လေးကိုသွားတွေ့ရနော်ကဲအဲ့ဒါနဲ့နံပါတ်1ကိုကျွန်တော်ကြည့်ရခါမှာအထက်ကနော်ငါဟောပြောသည့်အကြောင်းများကိုသင်တို့သည်အကျိုးမဲ့မယုံဘဲစိတ်ဆွဲလန်းလင်ထိုဧဝံဂေလိတရားအဖြစ်ကဲတင်တော်မူခြင်းတို့ရောက်ကြ၏ပြောချင်တာဒီဧဝံဂေလိတရားငါဟောတယ်ဆိုတော့မင်းတို့ယုံလားယုံနေအဲ့လိုမျိုးအကျိုးမဲ့ယုံတဲ့ပုံစံမျိုးနဲ့မင်းမယုံပါနဲ့နော်ဘယ်လောက်ထိသူပြောထားလဲဆိုစိတ်လုံးထဲမှာဆွဲလန်းမှုပြောချင်တာကနှလုံးသားထဲမှာအဲ့ဧဝံဂေလိတရားကိုတခါဆွဲလန်းပြီးတော့မှဟလာအဲ့လောက်ထိသူဘယ်လိုခေါ်မလဲဟောပြီးပြီးသွားတဲ့ပုံစံမျိုးနဲ့မခံယူကြပါနဲ့အကျိုးမဲ့ပုံစံမျိုးမယုံနဲ့ဒါကြီးကနားထောင်ကောင်းလို့နော်ဒီနေ့ပါဖြစ်လေနားထောင်တဲ့ပုံစံမျိုးနဲ့နားထောင်ပြီးသွားတဲ့ပုံစံမျိုးနဲ့မလုပ်ကြပါနဲ့ကွာဒါကြီးကမင်းနှလုံးသားထဲမှာတကယ်ဆွဲလန်းပြီးတော့ဟလာတည်ရှိဖို့ရန်အတွက်အရေးကြီးတယ်အဲ့ဒါဆိုရင်ねဘာဖြစ်လဲကဲတင်ချင်းရမှာဒါနော်ကဲတင်ချင်းနဲ့ရှင်တဲ့အရာတစ်ခုဖြစ်တယ်တမန်နော်စကားတွေဩဝါဒတွေငါလာပြောတာမဟုတ်ဘူးပုံမြင်နေတန်းနိုင်ကြီးတွေတမိုင်းကြောင်းတွေငါပြောနေတာမဟုတ်ဘူးဒါအင်မတန်အသက်နဲ့တမျှအရေးကြီးတယ်ဒီအင်္ဂလိပ်တရားဖြစ်တယ်ဆိုတော့ကိုဒီမှာနော်သူဖော်ပြထားတဲ့အချက်လေးကိုသွားတွေ့ရကဲနောက်တစ်ခုကျွန်တော်ကြည့်တဲ့အခါမှာ3နဲ့4မှာငါသည်ကိုယ်တိုင်ခံယူသည့်အတိုင်းသင်တို့အားရှိဥစွာအပေးသောအကြောင်းအရာဟုမူကားခရစ်တော်သည်ကျမ်းစာလာသည့်အတိုင်းငါတို့အပြစ်ကြောင့်အသေးခံတော်မူ၏တကြိုပြီးမှကျမ်းစာလာသည့်အတိုင်း3ရက်မြောက်သောနေ့၌ရှင်ပြန်ထမြောက်တော်မူ၏အဲ့မှာတစ်ချက်ကျွန်တော်နော်တအားခွန်အားရတယ်ငါသည်ကိုယ်တိုင်ခံယူသည့်အတိုင်းဒီအင်္ဂလိပ်တရားကိုမင်းတို့ငါလာဟောတာတဲ့ငါဒီအင်္ဂလိပ်တရားကိုကြိုက်လို့ငါနှစ်သက်လို့ငါမြတ်နိုးလို့နော်ငါမင်းတို့ကိုလာပြောတဲ့အရာမဟုတ်ဘူးတဲ့ဘာပြောလဲငါကိုယ်တိုင်ခံယူတာတဲ့အဲ့ဒါလေးကိုကျွန်တော်တို့ဆင်ခြင်နှလုံးသွင်းဖို့သိရည်ကြည်ဒီနေ့အင်္ဂလိပ်တရားဟောနေတာအများရှိရကပေါ့မှာရိုက်တတ်လို့မကုန်ကဲအဲ့ဒါတွေခဏထားဥပမာလေးတစ်ခုဖြစ်ရမှအောင်ကျွန်တော်ပြောမယ်အခုကျွန်တော်မြန်မာနိုင်ငံသားတွေအပအဝင်ဘာမှရှိတဲ့ခရိယန်တော်တော်များများက Israel ကိုတအားသွားချင်တဲ့ယောဂရှိတယ်နော်တယောက်ချင်းအနေနဲ့တော့၎င်းအုပ်စုလက်အနေနဲ့တော့၎င်းနော်သွားကြတယ်နော်သွားဖို့ရလည်းပြင်ဆင်တယ်ကျွန်တော်တို့အတင်းတော်တော်မှသွားဖို့ပြီးခဲ့တဲ့ဥစ္စာနော်နှစ်နေ့တော့ပြင်ဆင်တယ်တော်စစ်ပွဲဖြစ်လို့မသွားတော့တာဆိုတော့သွားပါတချို့ခရိယန်နဲ့တိတ် extreme ဖြစ်တယ်တိတ်ဟိုတစ်ဖက်သက်မသေးခင် Israel နိုင်ငံတစ်ခေါက်သွားချင်တယ်ဘာကြောက်လဲလို့မေးတဲ့အခါမှာIsrael နိုင်ငံရောက်တာခရစ်တော်ရဲ့အသက်ရှင်ခဲ့တဲ့နော်နေရာသာသနာပြုခဲ့တဲ့နေရာအထင်ကြီးရတယ်နော်အမတ်တရဖြစ်စေတဲ့နေရာအောက်အမှုပါညာအဲ့လိုမျိုးနော်တချို့ဆိုလို့ရှိရင်ဘယ်လောက်ထိကျွန်တော်ဟာလာ2ယောက်3ယောက်မြင်မှုတွေကျွန်တော်ဘဝမှာနော်အဲ့ယော်ဒန်မြစ်ရောက်နှစ်ချင်းပြန်ခံမယ်ဟောနော်အဲ့ဒီအထိဘုရားခင်ကိုဆုတောင်းဆရာဆုတောင်းပြီးအဲ့ယော်ဒန်မြစ်ခရစ်တော်နှစ်ချင်းခံခဲ့တဲ့အဲ့မြစ်မှာကျွန်တော်သွားပြီးနှစ်ချင်းခံခြင်းနဲ့
နော်ကျွန်တော်အရင်ကအတင်းသားတယောက်ရှိတယ်အခုထိနေချင်းမခံဘူးသူဘာပြောလဲဆိုလို့ရှိရင်နော်နှခါမခံမိမှဆိုလို့သူတစ်ခါပဲခံမယ်ဘယ်မှာသွားခံမလဲအဲ့ဒီဂျော်ဒန်မြစ်မှာသွားခံမယ်ဒါကြောင့်အခုထိသူဂျော်ဒန်မြစ်မှာခံဖို့ဆုံးဖြတ်ထားတဲ့အတွက်ကြောင့်အခုထိနေချင်းမခံဘူးနော်ဆိုတော့သွားဖို့ရန်အတွက်လည်းအခုနိုင်ငံရေးကမတည်မငြိမ်ဖြစ်တော့မသွားနိုင်သေးဘူးဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ခရိယန်တွေနော်ဟိုဘယ်လိုခေါ်မလဲသူတို့ရဲ့နှလုံးသားထဲမှာဆွဲလန်းတဲ့အရာတစ်ခုဖြစ်ကောင်းပါတယ်တခါလေကျွန်တော်တို့ရဲ့အဆွဲလန်းကြီးကဟိုကျွန်တော်ဗုဒ္ဓဘာသာတယောက်ဗမာပြည်မှာအမှုတော်ဆောင်တော့ပြောဘူးနော်တစ်တော်အရာရှိတယောက်ကိုကျွန်တော်တရားပြနေမှာအမှုတော်ဆောင်ဘာပြောလဲဆရာတဲ့ကျွန်တော်ဗုဒ္ဓဘာသာဘယ်ဖျားတကူရှိလဲကျွန်တော်လည်းမသိတော့ဘူးတဲ့ကျွန်တော်ခေတ်တော့အရင်ကနော်ဒီဘယ်လိုခေါ်မလဲဟိုရန်ကုန်မြို့ကဗာလဲရွှေတကုံဘုရားဗုဒ္ဓဘာသာမှန်ဘဝမှာတစ်ခါရောက်အောင်နော်ရွှေတကုံတကက်တကူကြီးဘုရားဒီအဲ့ဒီကနေပါပေါ်လာလဲဆိုနော်ဒီကဘာအေးစီဒီနော်ကဘာအေးကဘာကြီးကိုအေးမြစီတဲ့ဒီနော်ဘုရားဒါတစ်ခါမှမရောက်ဘူးရင်ဗုဒ္ဓအစ်စ်မဟုတ်ဘူးဆိုပြီးတော့အဲ့လိုမျိုးအစွဲလန်းထဖြစ်လာတယ်အဲ့ဒီကနေနောက်ဘာပေါ်လာလဲဆိုလို့ရှိရင်နော်ကျွန်တော်တို့ဒီဘယ်လိုခေါ်မလဲဟိုကြိုက်ထီယိုးကြိုက်ထီယိုးမှာကြိုက်ထီယိုးကိုဗုဒ္ဓဘာသာမှန်နော်ဘဝမှာတစ်ခေါက်ရောက်ဖူးရမယ်ဓမ္မနော်မင်္ဂလာရှိရဓမ္မဗုဒ္ဓဘာသာစစ်တယ်အဲ့လိုမျိုးပြီးတော့နော်ကျွန်တော်တို့ဘယ်လိုခေါ်မလဲလောကဘာယဘာလဲလောကဘာလဲအဘိယလာဘမူနီလာကျွန်တော်အိစိမ်ထလို့ပြန်ရောတော့ဆရာရေးတယ်ကျွန်တော်ဘုရားမှာဘယ်ဥစ္စာကပို့ပြီးဟာလာတကူရှိလဲဆိုကျွန်တော်လည်းမသိလို့ဘူးအဲ့လိုမျိုးလာပြောဘူးလားတခါလေကျွန်တော်ခရိယန်နေလဲဒီလိုနော်ဟိုအထူးဖြင့်ခရီးနေဆိုရင်အရင်ကကျွန်တော်မမားဘူးဆိုရင်ဟိုလွန်ခဲ့တဲ့10နှစ်15နှစ်နော်ဘူးဘောနော်ဘူးဘောတောင်းမှာသွားဆုတောင်းမှာပဲပြည့်စုံသလိုလိုအဲ့ဒီကိုမရောက်ဘူးအဲ့ဒီမှာသွားဆုတောင်းရဘူးဆိုလို့ရှိရင်ဘုရားသခင်နားမညောင်းသလိုလိုဟလာအဲ့ဒီနေရာသွားမှာပဲဘုရားပူအဲ့လိုအစွဲလန်းလေးတွေကျွန်တော်ရှိတယ်နော်အနေထားကျွန်တော်တွေ့ခဲ့ဘူးဆိုတော့အဲ့ဒါကျွန်တော်ပြောသွားရင်လေရှည်ဦးမယ်နဲ့တွေ့ဆက်မပြောအဲ့လောက်နဲ့ဖြတ်လိုက်တော့ဆိုတော့ကျွန်တော်ဘာပြောချင်လဲဆိုရင်အစ္စရေးသွားတယ်အစ္စရေးနော်တခါတည်းသွားတယ်ဆရာတွေဗမာပြည်မှာရှိပါတယ်အဲ့မှာသူတို့10ရက်နော်သူတိုးနေသွားတာသိန်း3 4 50ပြီးပြီးတော့တိုးနေရှင်းပြဒီနေရာကနော်တခင်ရှိမွေးတဲ့နေရာဒီနေရာကနော်ရှစ်ပီကဟိုဘယ်လိုခေါ်မလဲဒီပညာရှိသူ့ကိုလာတွေ့တဲ့နေရာဒီနေရာကျတော့သူရှေ့မြောက်တဲ့နေမှာအရင်ကလေးရဲ့နေရာဒါကတော့ခေရုကသူ့တပ်ဖို့သူပြေးတဲ့ဟလာအကုတုပီကိုပြေးတဲ့လမ်းကြောင်းတခါနောက်7နှစ်မှာဗိမာန်တော့သွားရင်းနဲ့ပါရှဲနေတခါသူတို့ဟလာဆွေးနွေးတိုင်ပင်စကားပြောခဲ့တဲ့နေရာတခါသူ့ရဲ့သာသနာနဲ့ပတ်သက်လိုက်ဟလာဒီမှာကာနာမြို့မှာသူအောဖွဲ့အမှုမင်္ဂလာဆောင်နှင်းချင်းမှာတခါစပြည့်တခါအဲ့မှာသူတို့ခင်းချင်းပြတ်တာပြီးရောင်းနေတာတော့ရှိဆိုတော့ဒါနော်ကာနာမြို့တခင်ရှုလှုပ်လာခဲ့တဲ့ဒီနမိတ်လက္ခဏာစပြည့်ဝယ်သွားကြပါကြပါဗောဗျာပြီးတော့ဒီမှာလာစုသင်္ချိုင်းပြီးတော့တခါလိုက်ပြနော်အောဖွဲ့တခင်ရှုရဲ့နမိတ်လက္ခဏာပြုခဲ့တဲ့နှစ်ချင်းခံခဲ့တဲ့နေရာဂျော်ဒန်မြစ်ပါအကုန်လုံးအခုနရှမာရိကိုတွေးတဲ့ရှမာရိမိန်းကလေးကိုတွေးတဲ့ဟာလာယာကုပ်ရေတွင်းအဲ့မှာတခါလိုက်ပြောရင်းနဲ့တခင်ရှုသင်္ချိုင်းဒါနော်သူ့ကိုတတ်ပြီးတော့ဒီနေရာမှာတကြိုးတာနော်အခုတော့မရှိတော့ဘူးတခါတည်းအုတ်တွေဟာလာပိတ်ထားတဲ့ကြောက်တွေပါပြခင်ရှုရှင်ပြထောင်းမြောက်သွားပြီဒီနေရာဒီဂုံးလေးကြတော့ခင်ရှုလက်ဝါးကားတဲ့ပေါ်ကနေနော်သေခံတဲ့နေရာစာတွေလိုက်ပြပြီးတဲ့အခါမှာတောင်ကုန်းလေးတစ်ခုခေါ်သွားပြီးဒါဒီနေရာမှာနောက်ဆုံးတပည့်ရရှိမှာတခါကောင်းကင်ဘုံချီဆောင်ပြီးတော့တက်သွားတဲ့နေရာဆိုပြီးခါရသခင်ရှုရဲ့ဒီအစအဆုံးဒီဘယ်လိုခေါ်မလဲကျွန်တော်တို့ခရိယန်တွေ
များသောအားဖြင့်နိပတ်စင်နော်တခါလက်တွေ့လိုက်ပြသွားတဲ့ဆရာတွေဆရာမတွေဟာလေလုယာ praise the Lord ကျေးဇူးတင်ရတဲ့ကိုယ်ရေတစ်သက်မှတကူဒီလိုနော်ကျမတို့မရောက်ဘူးမတွေ့ဘူးတဲ့ကိုယ်ရဲ့ဟာလာအသက်ရှင်တုန်းကပြုတ်ခဲ့တဲ့အမှုရာတွေကိုလာရောက်ပြီးမျက်ဝါးထင်ထင်ကြည့်ခွင့်ရှုခွင့်ရတဲ့အတွက်သိကျေးဇူးတင်တယ်နှလုံးသားထဲမှာဟာလာယိုဖိတ်မတတ်ဝမ်းမြောက်ဝမ်းသာမှုနဲ့ကြည်နူးပြီးတော့တခါဘုရားကိုချီးမွမ်းတဲ့နော်သူတွေအများကြီးဒါပေမဲ့ကျွန်တော်တခုပြောမယ်အဲ့ဒီထိုးကိုက်လိုက်ရှင်းတဲ့လူခင်ဗျာမေးကြည့်လိုက်အဲ့ယေရှုကိုယုံလားလို့မေးကြည့်လိုက်မယုံဘူးI don't believe Jesus ဒီကနေ့ထိသခင်ယေရှုအဲ့ထိုးလိုက်ပြီးပြောနေတဲ့ကောင်ကူကဘယ်လိုခံယူလဲဆိုသခင်ယေရှုကလူလိမ်မေရှိယမဟုတ်ဘူးသူတို့အများဆုံးယုံဖခင်ရဲ့သားအဆင့်ပဲသူတို့ယုံတယ်ယေဟောဝါယုံတဲ့ပုံစံမျိုးပဲဖခင်မဟုတ်ဘူးကယ်တင်ရှင်မဟုတ်ဘူးအဲ့ဒီယေရှုကိုမယုံတဲ့လူရဲ့လိုက်ရှင်းပြတာကိုနားထောင်ပြီးတော့စိတ်ထဲမှာဝမ်းမြောက်ကြည်နူး hallelujah praise the Lord amen နဲ့လိုက်အော်တာကျွန်တော်တို့နှစ်ပေါင်းများစွာအခုကြားဖြန့်ဗမာပြည်မှာပေါ်တာနှစ်ပေါင်းအလွန်ဆုံးရှိ20ပေါ့ဗျာထောင်နဲ့ရှိကျွန်တော်ကြားဖြန့်ခရိယန်တမိုင်းကြောင်းဒီနေ့ပြန်ကြည့်ရင်ရှိခဲ့တာအခုထိရှိတယ်အခုလည်းတော့အလိန်ခံခြင်းနဲ့ခရိယန်တွေအများကြီးရှိတယ်အဲ့ဒီဣသရေလမှာကက်ကနာမြို့မှာရှိတဲ့ဒီစပြည့်ကခရစ်တော်တခါပဲလုပ်တယ်အဲ့စပြည့်အခုထိမကုန်သေးဘူးဆိုတာဖြစ်နိုင်မလားစဉ်းစားကြည့်လေတယောက်တပလင်းမပြောတယောက်တငုံမဲကပောက်မှာရှိတဲ့ခရိယန်တွေသွားတောက်ကြည့်အခုသွားတဲ့လူတွေတောက်ဖို့တော့ရှိမှာမဟုတ်တော့ဘူးဒါပေမဲ့အခုထိအဲ့စပြည့်ကရှိနေတော့ဗျာတချို့ဆိုလို့ရှိရင်4ပလင်း5ပလင်းဝယ်ချလာဂျင်းအထက်ခံရတာကိုကျွန်တော်ပြောချင်တာမယုံတဲ့ခရစ်တော်ကိုမယုံဘဲနဲ့ခရစ်တော်အကြောင်းပြောနေတဲ့စကားတွေကိုကြားပြီးတော့စိတ်ထဲမှာယုဖိတ်မတကျေးဇူးချီးမွမ်း hallelujah praise the Lord amen all နဲ့တမန်ခရိယမပြောနဲ့ဓမ္မဆရာတွေတော့ပါနေဗျာအလိန်သွားခံကျွန်တော်တော့သွားမယ်ဒါပေမဲ့အဲ့လူတွေကိုကျွန်တော်မယုံဘူးကိုကနဲ့ကိုပဲစားနေကြည့်ပြီးတော့တမန်ကြောင့်အခုဆိုပိုးတော့တိုးမလို့ဘူး AI နဲ့ကျွန်တော်တို့ဟာလာဒီ history ကိုရိုက်ချလိုက်ရင်ကိုယ်ဗမာလိုပြန်ပြီးပြောမယ် AI တွေအများရှိတယ်ပြောချင်တာကိုယ့်ကိုလာပြောနေတဲ့ဒီထိုးကသခင်ရှုယုံတဲ့လူမှမဟုတ်တာသခင်ရှုရဲ့မွေးတဲ့ကနဲ့သေပြီးကောင်းတဲ့ကရှင်ပြန်ထမြောက်တဲ့အထိအဝဇန်းရွှေ10ရက်လိုက်ရှင်းပြတဲ့လူရဲ့စကားဒီခရိယန်ဒီဓမ္မဆရာအများကြီးအလင်းသွားခံနေတာဝင်လာသေးတယ်တချို့ဆိုလို့ရှိရင်စပြည့်တကူကလမ်းမှာဟာလာအဲ့ပြီးတော့တခါယူသွားတော့မှတခါလေစိတ်ထဲမှာဘယ်လိုခေါ်မလဲမကြင်ချမ်းဖြစ်နေတဲ့လူလည်းအများရှိနော်ဒါပေမဲ့ရှင်ပေါလုကဒီမှာဗာပြောလဲဆိုလို့ရှိရင်ငါကိုယ်တိုင်ခံယူသည့်အတိုင်းကြည့်စမ်းတခင်ရှုအင်္ဂလိပ်တရားသူဟောတယ်ပြောတယ်ဆိုတာနော်ဒါတက္ကနာထရှင်ပေါလုကဗာပြောလဲဆိုလို့ရှိရင် तू ကငါကိုယ်တိုင်ခံယူတာတဲ့ဒီတရားကိုငါကိုယ်တိုင်ခံယူတဲ့ဒီတရားကိုငါမင်းတို့ဟောနေတာငါပြောနေတာဆိုပြီးတော့ဘာလို့လဲရှင်ပေါလုကအဲ့ဒါကိုကြည့်ချင်းအားဖြင့်ဒီနေ့သခင်ရှုရဲ့အကြောင်းကိုမယုံမဲနဲ့ပြောနေတာအများရှိရတော့ဝင်ကနေတာအများရှိရတော့ဟောနေတာအများရှိရတော့သင်နေအများရှိရတော့ဒါကြောင့်ဘာသာရေးစီးပွားရေးကျွန်တော် religion business ဘာကြောင့်ပေါ်လာလဲဆိုအဲ့ဒါကြောင့်ပဲရှင်ပေါလုကတော့ရှင်းတယ်သူဘာပြောငါကိုယ်တိုင်ခံယူတာငါကိုယ်တိုင်ခံယူတဲ့တရားကိုငါမင်းကိုဟောပြောအဲ့ဘာလဲအင်္ဂလိပ်တရားဆိုတော့ဘာလဲလူကိုကယ်တင်စီတဲ့ဘုရားခင်တကူငါမင်းတို့အင်လာထုတာမဟုတ်ဘူးငါမင်းတို့လာဂျင်းထဲတာမဟုတ်ဘူးငါကိုယ်တိုင်ဒီအရာကိုခံယူပြီးတော့မင်းတို့ငါဟောပြောတာဆိုဘာလို့လဲရှင်ဘောလို့ပြောတာဒီနေ့ကျွန်တော်ပတ်ဝန်းကျင်မှာဒါကျွန်တော်အခုန Israel တခုပဲပြောတာကျွန်တော်ပတ်ဝန်းကျင်မှာသခင်ရှုမယုံမဲနဲ့သခင်ရှုအကြောင်းပြောနေတာတွေဝင်းကနေတာတက်တိတ်ခံနေတာတပုံကြီးရှိရနော်သတိထားအခုနိုင်ငံလောကတစ်ခုပဲလောလပူနေပြန်ကြီးကဘုံငါးကြည့်လိုက်ခါလူတွေစပြီးသူတက်လာတာဟာဒုတိယအောင်ဆန်းတော်ထင်တာလှုပ်သွားလိုက်တာတွေ့လားဆိုဘာသာရေးမှာအဲ့လိုမျိုးလူမရှိဘူးလို့ဒီထဲမှာရှိတဲ့လူတွေဘယ်နှယောက်အာမခံနိုင်
မရှိဘူးဆရာကြီးကျွန်တော်အာမခံရတဲ့လူထားစမ်းပါဗျာအခုကြောက်ပတ်ဝန်းကျင်မှာအခုကျွန်တော်နေတဲ့ကျွန်တော်ရဲ့အိမ်နဲ့ဟာလား9မိုင်အတွင်းမှာတော့မှခရစ်ဓမ္မဆရာအဲ့လိုမျိုးတွေရှိတယ်လက်ညှိုးထိုးရင်ရတယ်ဒါဆိုကျွန်တော်ပတ်ဝန်းကျင်ဘယ်နှယောက်ရှိလဲအဲ့ဒါကိုဒီနေ့ကျွန်တော်တို့ပြန်တတိထားစေချင်တယ်နော်ပြန်တတိထားစေချင်ကဲဒါကတော့ဒီပိုင်းဒီနေ့ကျွန်တော်တို့အသက်တာအတွက်အရေးကြီးဆုံးပါကိုယ်တိုင်ခံယူဖို့အရေးကြီးနော်ကိုယ်တိုင်ခံယူဖို့အရေးကြီးနော်ပတ်ဝန်းကျင်ဖြစ်နေတာတွေကတော့တက္ကဏဒါကျွန်တော်သင်ခန်းစာယူအောင်ကျွန်တော်ခွဲတတ်နော်ရှင်ပေါလုတို့သူကိုယ်တိုင်ခံယူပြီးငါ့ကိုလာပြောနေတာဝင်းကနေလားတက်သိခံနေရတာအဲ့ကိုသိဖို့လိုတယ်နော်ပိုင်းခြားနားလည်နိုင်တဲ့ဉာဏ်ပညာလိုတယ်နော်မဟုတ်ရင်အဲ့လူတွေဟလာဒီရည်စည်းကြောင်းထဲမှာကိုမျောသွားပြီးပါသွားနိုင်တယ်နော်လူတွေကကိုကြိုက်တာကိုလာပြောတာပဲလိုချင်တာနော်ဒါကိုသတိထားစေချင်တယ်ရှင်ပေါလုကတော့ရှင်းတယ်ငါဒီတရားနဲ့နော်ပတ်သက်လိုက်ငါအရှက်ကြောင့်မရှိဘူးဒီတရားကိုလည်းငါလာလိန်ပြီးတော့လက်ဖျားပြီးတော့ငါဒီနေ့ကြွယ်ဝချမ်းသာဖို့ငါလာပြောနေရလည်းမဟုတ်ငါကိုယ်တိုင်ခံထားတာအဲ့တရားပါတရားလေဆိုလို့ရှိရင်ကျမ်းစာလာတဲ့အတိုင်းသခင်ရှုကငါတို့ပြည့်အတွက်သိခံတယ်တကြိုချင်းခံတယ်ကျမ်းစာလာတဲ့အတိုင်း3ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တယ်တူတူလေးပဲရှင်းလေးပဲဘာမှမပြောဘူးတန့်တယ်အင်္ဂလိပ်တရားဆိုအဲ့ဒါဒါကြောင့်ကျွန်တော်တို့အသက်တာမှာဖျားသခင်ရဲ့အင်္ဂလိပ်တရားကို10မိနစ်ဟောပါလူနာတယောက်အခြေအနေမကောင်းတော့ဘူးရှင်းဖို့မှာနိုင်ပိုင်းသွားတော့မယ်မျောနေပြီကြားရုံလေးအဆင့်လောက်ပဲရှိတဲ့လူနာတယောက်ကယ်တင်ချင်းရဖို့သွားဟောဖို့ကျွန်တော်တို့ကျမ်းစာတပုံကြီးဟာလာတပင်းကြီးယူသွားပြီးဟောဖို့မလိုတစ်ချက်ပဲမိတ်ဆွေတကယ်ချင်းနော်ဥပဒုမောင်ဘဒုမဘဒုခင်ရှုဟာခင်များအတွက်ကျမ်းစာလာတဲ့အတိုင်းအသိခံပြီးတကြိုချင်းခံပြီးကျမ်းစာလာတဲ့အတိုင်း3ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တယ်အဲ့တော့ယုံလားအဲ့ယုံကြတဲ့တင်ချင်းရမယ်စကားမပြောနိုင်ဘူးโอเคမင်းယုံနေဆိုကလက်ကလေးတစ်ချက်လုတ်ပြမင်းတခုလုတ်ပြလို့ရမလားအဲ့ဒါလေးပဲအဲ့ဒါကိုရသွားရင်ဘုရားရဲ့တကူအားဖြင့်ဘာရသွားမလဲကယ်တင်ရှင်လက်ဝါးကားတဲ့ဘေးမှာတခိုးတယောက်တခင်ရှုဘာပြောလဲဆိုဒီနေ့ညနေမင်းငါနဲ့သူပရိတိသူ့မှာရှိမယ်ကဲကောင်းပြီအဲ့တခိုးရဲ့အသက်တာကိုပြန်ကြည့်အဲ့ဓမြရဲ့အသက်တာကောင်းတာဘာတစ်ခုမှမလုပ်ခဲ့ဘူးအနာဂတ်မှာလည်းလုပ်ဖို့လည်းအချိန်မရှိဘူးနော်အချိန်တူတူလေးမှာဘာရသွားလဲသခင်ယေရှုရဲ့ကယ်တင်ခြင်းဂတိစကားသူရသွားဒီနေ့မင်းနဲ့ငါနဲ့ပရိတိသူပုံမှာရှိဒီနေ့ကျွန်တော်တို့ရဲ့အသက်တာလဲကျွန်တော်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေအဲ့အခွင့်အရေးအခုရှိတယ်အဲ့ဒါပါလေအခုနကျွန်တော်ပြောတဲ့ဖခင်ရဲ့အင်္ဂလိပ်တရားဆိုတဲ့တကူတော်ရှင်ပေါလုပြောတာသခင်ယေရှုကကျမ်းစာလာတဲ့အတိုင်းမင်းအပြည့်အတွက်အသေးခံပြီးတကြိုချင်းခံပြီးကျမ်းစာလာတဲ့အတိုင်း3ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တယ်အဲ့ဒါဟာမိတ်ဆွေအတွက်တငယ်ချင်းအတွက်ဥပဒုမဘဒုဒေါဘဒုမောင်ဘဒုအတွက်ဖြစ်တယ်ခင်ဗျာယုံလားယုံရပြီအဲ့ဒါကိုဒီကနေ့ဘာဖြစ်လဲရှင်ပေါလုကဟောတာနော်ရှင်ပေါလုကဟောတာကဲနောက်ဆုံးတစ်ချက်ကိုကျွန်တော်ကြည့်တဲ့အခါမှာဘာဘယ်နေရာမှာသွားတွေ့ရလဲဆိုလို့ရှိရင်နော်ဖိလိပ္ပိခန်းကြီး1နော်ဖိလိပ္ပိခန်းကြီး1အငယ်18ကနေ21မှာအဘယ်သို့နည်းဟုမူကားငါသည်အလင်းရှက်ကြောက်ခြင်းမရှိရဲရင်ချင်းနှင့်ပြည့်စုံ၍အသက်ရှင်သည်ဖြစ်စေတည်သည်ဖြစ်စေငါကိုယ်ခန္ဓာ၌ခရစ်တော်သည်အစင်မပြတ်ဂုံအတည်ထင်ရှားတော်မူသကဲ့သို့ယခုပင်ထင်ရှားတော်မူမည်ဟုငါမျှော်လင့်
အားကြီး၍တောင်းတသည်နှင့်အညီတင်တို့ဆုတောင်းသဖြင့်လေတင်တို့ဆုတောင်းသဖြင့်၎င်းယေရှုခရစ်၏ဝိညာဉ်တော်မဆခြင်းဖြစ်၎င်းဤအကြောင်းအရာသည်ငါကိုယ်ကဲတင်သောအကြောင်းအရာဖြစ်သည်ဟုငါသိ၏ဒီမှာဖိလိပ္ပိထဲမှာလည်းဘာထပြောလဲအလင်းရှက်ကြောက်ခြင်းမရှိဘူးဒီစံထပြောရနော်အပေါ်မှာ1ယောမ1:16မှာလည်းရှက်ကြောက်ခြင်းမရှိဘူးဒီမှာလည်းထပြောတယ်ရှက်ကြောက်ခြင်းမရှိဘူးဧဝံဂေလိတရားနဲ့ပတ်သက်လာငါရှက်ကြောက်ခြင်းမရှိဘူးဧဝံဂေလိတရားနဲ့ပတ်သက်လာရင်ငါအမြဲရဲရင်နေအသက်ပေးရမှာနော်နောက်ဘာပြောလဲဆိုလို့ရှိရင်ဧဝံဂေလိတရားဟာဘာလို့လဲသခင်ရှုပဲတကူတော့ဒါသခင်ရှုအခုငါရဲ့ကိုယ်ခန္ဓာမှာတည်တယ်တဲ့ငါကိုယ်ခန္ဓာမှာသခင်ရှုရဲ့ဂုဏ်အတ္တိထင်ရှားတယ်ထင်ရှားတဲ့အတိုင်းပဲဒီနေ့ဘာဖြစ်လဲငါမျော်လင့်ပြီးတော့အနာဂတ်ကိုတွားနေတယ်ဖခင်ရဲ့မဆခြင်းဝိညာဉ်တော်မဆခြင်းနဲ့ငါဟာဒီနေ့ဘာဖြစ်လဲငါကိုယ်ခန္ဓာမှာဖခင်ဘုံထင်ရှားဖို့ရအတွက်ငါအမြဲတမ်းလိုချင်တာဆိုတော့ဒီကနေ့မတ်မကန်ဒီပြောတဲ့စကားတစ်ခုကျွန်တော်ပြန်သတိရတယ်ပြောရင်းနဲ့ My life is my message ငါရဲ့သတင်းစကားငါရဲ့အသက်ရှင်မှုရှင်ဘောလူလေဒီပုံစံသူပြောတာငါဟောတဲ့တရားငါရဲ့အသက်ရှင်မှုငါရဲ့အသက်ရှင်မှုကငါဟောတရားနော်တရားပါလေဧဝံဂေလိတရားနော်ဧဝံဂေလိတရားနဲ့ပတ်သက်လိုက်ငါအရှက်ကြောက်ကင်းတယ်နော်ပြီးငါအမြဲတမ်းပါဖြစ်လေရဲရင်အတွက်ဆိုလို့ရှိရင်ဘာပဲဖြစ်နေယူမဆိုင်အသက်ရှင်ခြင်းဟာလားဘယ်ရသေတာပဲဖြစ်နော်အင်္ဂလိပ်လို့ဆို don't care ယူမဆိုင်ဘူးနောက်ဆုံးပြောသွားတဲ့စကားလေးတစ်ခုကိုကျွန်တော်တို့ကြည့်ကြရအောင်နော်ငါအသက်ရှင်သည့်အရာမှာခရစ်တော်ဖြစ်၏သေလင်မှုကတာ၍အကျိုးရှိ၏နော်ဖိလိပ္ပိဟာလားရဲ့အဆုံးလေးအခုနကျွန်တော်တို့ကြည့်တယ်အဆုံးလေးငါအသက်ရှင်သည့်အရာမှာဟာလားဘာလဲခရစ်တော်သေမှာဖြစ်လေတာ၍အကျိုးရှိဒါရှင်ပေါလုရဲ့အသက်တာသခင်ရှုကိုသူရပြီးနောက်ပိုင်းမှာနော်သူဘယ်လိုအသက်ရှင်သွားလဲရောက်တဲ့နေရာမှာသူဘယ်လိုပုံစံမျိုးနဲ့နော်တွာလာနေထိုင်စားတော့ခဲ့တယ်လေဆိုတာကိုခြုံကြည့်လိုက်သူ့ကိုကြည့်လိုက်ခရစ်တော်ကိုဒီနေ့ပါဖြစ်လေမြင်ရသကဲ့သို့ခရစ်တော်ရဲ့ဘုန်းကိုထင်ရှားတဲ့အသက်ရှင်မှုနဲ့ဘုရားရဲ့အမှုတော်မြတ်ထဲမှာအသက်ရှင်သွားတယ်ဆိုတော့တွေ့ရဒါဆိုကောင်းပြီအခုရှိပေါ်လို့မရှိတော့ဘူးအခုကျွန်တော်တို့ဒီရှိနော်ယုံကြည်သူလက်သိကျွန်တော်တို့ဒါဆိုအခုကျွန်တော်တို့လည်းအခက်ခဲပြဿနာရှုပ်ထွေးမှုတွေနော်ညီမနဲ့ဆက်မှုတပ်ဖြတ်မှုလူမဆန်မှုအောက်မှာကျွန်တော်အသက်ရှင်နေရတယ်ပြေးနေရတယ်လွှားနေရတယ်ဒုက္ခဆင်းရဲဆိုတဲ့စကလုံးတော်မှာတကယ်တမ်းကျွန်တော်ကြုံတွေ့နေရတဲ့အရာနဲ့ဟာလားမမြတ်တော့အောင်ကိုဒီနေ့ပါမတန်တော့အောင်ကိုဖြစ်နေတဲ့ရင်ဆိုင်မှုနဲ့တွားနေရတဲ့အချိန်မှာတော့ရောက်တဲ့နေရာမှာကျွန်တော်ဘာလုပ်မလဲနော်ဘာလုပ်ကြမလဲဆိုတော့ဘုရားခင်ဧဝံဂေလိတရားအပေါ်မှာအသက်ရှင်ကြပါနော်အခုနဘုရားသခင်ကကျွန်တော်တို့ကိုရှင်မသက်ထဲမှာပြောထားတယ် you are the life of the world နော်လောကအလင်းဖြစ်ရောက်တဲ့နေရာမှာလင်းရပုံစုံကျူးလို့နော်လင်းချင်းနေရာမှာလင်းပြီးမောင်ချင်းနေရာမှာမောင်လို့မရဘူးပုံစုံကျူးကရောက်တဲ့နေရာမှာသူ့လင်းသေးသေးလေးဆိုပေမဲ့လေနော်သူရောက်တဲ့နေရာမှာလင်းနေကျွန်တော်တို့ရဲ့ဘဝမှာလည်းဟာလားအခက်ခဲအခုနကျွန်တော်ပြောအခြေအနေရဲ့အပေါ်မှာကျွန်တော်ပြေးရလွှားနေနော်အခုလိုအဝေးရောက်စုစည်းမှုနဲ့သွားနေရတဲ့အချိန်မှာ1 minute နဲ့နော်ညီးမတွားနဲ့စင်ပြင်းနဲ့ဘုရားသခင်ငါတို့ကိုဒီလိုနေရာမျိုးဒီလိုပို့တယ်ဆိုတာဒီအတွက်ပါလားဆိုတာကိုသိဖို့ပဲလို့နော်ငါတို့ရောက်တဲ့နေရာမှာဘုရားရဲ့အလင်းဖြစ်ဖို့ငါတို့ကိုဘုရားသခင်အလိုရှိပါလားဒါကြောင့်ငါဒီနေ့ရောက်တဲ့နေရာမှာအလင်း
ဖြစ်ရမယ်ဖြစ်စီရမယ်ကိုတော့ကျွန်တော်ကိုသုံးပါကိုတော့ကျွန်တော်ကိုဒီနေ့ဘာဖြစ်လဲပြုပြင်ပြီးတော့ကိုတော့ရဲ့နိုင်ငံတော်အဖို့လုံကတောက်တနေရတစိတ်တစ်ပိုင်းအနေနဲ့အသုံးပြုပါဒီနောက်ဆုံးတစ်ခုကပါလေစားနော်စားဆိုတာပါလေသတင်းဟာလာတန်တယ်လို့ကျွန်တော်ပတ်ဝန်းကျင်ပါဟာလာခရစ်တော်အကြောင်းကိုပြောပါအကြောင်းအကြောင်းမတက်လို့ငါဟာလာဘာမှညအခုနဟိုလက်မှတ်တီဟာလာဟိုမရှိလို့တခါမှလည်းငါတရားဟောရတဲ့တက်တိခံနေမရှိလို့မဟုတ်ရိုးရိုးလေးပဲအင်္ဂလိပ်တရားဆိုတာကျမ်းစာလာတဲ့တခင်ရှုဟာလာဘသူအတွက်အသေးခံလဲတကြိုကြီးခံနေကျမ်းစာလာတဲ့အတိုင်း3ရက်မြောက်တဲ့နေ့မှာနော်ရှင်ပြန်ထမြောက်တယ်ဆိုတဲ့သတင်းစကားလေးကိုပြောချင်းဟာလေအင်္ဂလိပ်တရားဖြစ်တယ်အဲ့ဒါယုံရင်ကဲတင်ချင်းဆိုတဲ့ဘုရားခင်ရဲ့တကူတော်ကိုခံစားရမယ်ဆိုတဲ့အကြောင်းအရာလေးကိုပြောဖို့ပဲရှိဒါကြောင့်ယုံကြည်သူနဲ့အင်္ဂလိပ်တရားနော်အင်္ဂလိပ်တရားပွားများတယ်ဆိုတာရှုလို့ပွားများတာမဟုတ်ဘူးပြန့်လွင့်ထွက်သွားတော့ဟလာပွားများသွားတာအင်္ဂလိပ်တရားပြားဟလာပွားများဖို့အတွက်ဘုရားခင်ကကျွန်တော်တို့ကိုနော်ဒီနေ့ဒီလိုအခြေအနေမျိုးဒီလိုအချိန်ခါမျိုးပြင်ဆင်ထားတယ်ဆိုတာလေးကိုအကောင်းဘက်ကနေရှုမြင်ပြီးတော့အနာဂတ်မှာဘုရားရဲ့အင်္ဂလိပ်တရားအားဖြင့်နော်အသက်ရှင်သွားကြရအောင်လို့ဒီနေ့အားပေးနေတိုက်တွန်းဝင်ကားလိုက်ပါတယ်ဘုရားရှင်အားလုံးကောင်းကြီးပေးပါစေ